Hello မင်္ဂလာပါဒီနေ့တော့ pre-training day 2လေးပါမူကတော့ရွာနေလို့ဒီ clip လေးပဲ video ရှိရပေါ့နော်တွားတဲ့ video လေးကပြီးရင်တော့ပြန်ပါတယ်အင်ကိုတမ်းမပြန်မဲနဲ့လိုအပ်တာရင်သွားဝယ်တယ်ပေါ့နော်ဂိမ်းရီမှာအရင်ဝင်ပါတယ်ပြီးရင်တော့ကမုံပွင့်ဝင်ပြီးတော့သွားနေကြဖြစ်တဲ့ Xcos ဆိုင်ကိုပဲထပ်သွားပါတယ်လိုအပ်တာလေးကိုသွားဝယ်လိုက်တယ်ပေါ့နော်ပြီးရင်တော့ next generation မှာလိုအပ်တာသွားကြည့်ရမရှိလို့ကိုအတွက်ကိုသွားဆန်ဝတ်ကြည့်ခဲ့ပါတယ်ပြီးရင်တော့လိုအပ်တာလေးတွေဝေးပြီးရင်တယောက်သေးမူရီထဲမှာလုံးပန်းပြီးတော့အထောက်ကြီးတည်ပြီးတော့ပြန်နေပါပြီအိမ်ပြန်ရောက်တော့နောက်ကျနေပြီဆိုတော့သမင်းလည်းမချက်ဘူးအဲ့နဲ့မွေးဟင်းခါလေးကိုဝယ်လိုက်တဲ့ဟာလေးကိုစားမှာဖြစ်ပါတယ်မွေးဟင်းကားကိုတိတ်ပြီးတော့မစားဖြစ်ဘူးမကြိုက်ဘူးလားဆိုတော့ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အရန်ကြိုက်တဲ့အထက်မှာမပါဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ကကျတော့အရန်လေးပိတ်စားနေပြီဆိုတော့ဝယ်လိုက်တာငါပြောဖက်ကကျတော့မကြိုက်လို့ဖေးနေတာပေါ့နော်မွေးခိုင်းတဲ့အတူတူစားဖို့ဆိုပြီးတော့အကျော်လေးပါဝယ်လာခဲ့ပါတယ်အကျော်ကတော့အချင်းအကောင်းဆုံးပဲပေါ့နော်စားကုန်မလားမကုန်ဘူးလားတော့ဗီဒီယိုထဲမှာပဲဆက်ကြည့်ပေးကြပါဘယ်လောက်ထိပိတ်စားလဲဆိုတော့စားလို့တော့ကုန်တော့ပါပြီပြီးရင်တော့အဝတ်ခောက်ပါတယ်အရင်ပင်ပန်းနေပါငါတရကပေါ့ပြီး YouTube ရော skincare လေးလိုက်တယ်ပြီးရင်တော့အိပ်ပါပြီး see you in the next video bye bye